မင်္ဂလာပါကဲဒီပြည့်လေးလာသွားမယ့်အကြောင်းအရာကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းသလိုကျွန်တော်တို့အားလုံးရဲ့ယုံကြည်ခြင်းအခြေခံအုတ်မြစ်ကိုနည်းနည်းရှိုင်းဆန်းစစ်မဲ့အရာတစ်ခုဖြစ်ပါတယ်ခရစ်ဝင်ကျမ်းလေးဆောင်ဖြစ်တဲ့ Synoptic ဒီတဲကနေယေရှုခရစ်တော်ရဲ့အဓိကပင်ကတ်တော်တွေကတကယ်တော့ပါတယ်လဲဆိုတာကိုအသေးစိတ်တူးဆော့သွားကြရအောင်အားလုံးပဲပထမဆုံးအနေနဲ့ဒီချက်လေးကိုစပြီးဆွေးနွေးလိုက်ကြစို့ယေရှုဟာသူ့ရဲ့အမှုတော်ကိုစတင်တဲ့အခါမှာလုံးဝရွတ်အတင်းမရှိတဲ့ပြတ်သားတဲ့အမိန့်တော်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်မဿဲ49နဲ့မာကု7မှာဖျားသခင်နိုင်ငံတော်တီလူနီးပြီးထီနောင်တရကြလော့ဆိုပြီးသွန်သင်ခဲ့တာကိုတွေ့ရပါတယ်ဒါဟာတာမတ်စကလုံးလေးတစ်ခုကိုပြောလိုက်တာမဟုတ်ဘူးနော်ဒီတော့ကျွန်တော်တို့စဉ်းစားစရာတစ်ခုရှိလာပြီယေရှုရဲ့ဒီအဓိကသတင်းစကားဟာအပြစ်တွေခွင့်လွှတ်ခံရဖို့လို့ပဲတက်လားဒါမှမဟုတ်ဒီပြည့်ညတ်တော်ကကျွန်တော်ထင်ထားတဲ့ပိုပြီးအခြေခံကြတဲ့လုံးဝကိုအသွင်ပြောင်းလဲသွားစေမဲ့လေးနဲ့တဲ့တောင်းဆိုမှုတစ်ခုလားဒီခေတ်မှာဂျေဇုတော်နဲ့ပတ်သက်ပြီးအထင်မြင်လွယ်မှားမှုတွေရှိနေတယ်လို့ဒါကိုတေချာလေးရှင်းလင်းကြည့်ဖို့လိုပါတယ်ဆိုတော့ကအပိုင်းတဲ့အနေနဲ့ခရစ်တော်ရဲ့အဓိကပြည့်ညတ်တော်များဆိုတဲ့ခေါင်းစဉ်အောက်ကနေစကြည့်အောင်တကယ်တော့ဒီအချက်ကခွင့်လွှတ်ခြင်းနဲ့နောင်တရခြင်းကြားကတကယ်ကိုကြီးမားတဲ့ကွာခြားချက်ကြီးကိုမိမောင်းထုတ်ပြနေတာပါစဉ်းစားကြည့်ပါခွင့်လွှတ်ခြင်းဆိုတာကကိုပြစ်လုံးမိပြီးမြဲဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်တတ်တာရသွားတာမျိုးပေါ့ဒါပေမဲ့နောင်တရခြင်းဆိုတာကတော့အဲ့ဒီအပြစ်လမ်းစင်းကြီးကနေလုံးဝဥဆောင်လက်ပြန်ပြီးပြက်သားကိုရပ်တန့်ပြလိုက်တာကိုဆိုလိုတာပါအပြစ်လုံးလိုက်ခွင့်လွှတ်ဖို့တောင်းဆိုလိုက်တန်တရားလဲနေမယ့်အစားအဲ့ဒီအပြစ်ကနေလုံးဝလွတ်မြောက်ဖို့ကိုကျမ်းစာကအထီးလင်းတောင်းဆိုနေတာဖြစ်ပါတယ်ဒီလိုလုံးဝပြောင်းလဲသွားဖို့ဆိုတာနာကျင်မှုမရှိပဲစစ်မှန်တဲ့နောင်တဆိုတာဘယ်တော့မှမဖြစ်နိုင်ပါဘူးဘုရားသခင်ကိုပြစ်မှားမိလို့ဝမ်းနေတဲ့စိတ်အဲ့ဒီ godly sorrow ကတကယ်ကိုနှဆိုင်ပါတယ်ကိုရင်ကတိတ်ချိုက်ခဲနှစ်တခဲတဲ့ဇာတိလိုစန္ဒာတွေကိုပြက်သားစစ်တေးရမှာဖြစ်တဲ့အတွက်နာကျင်မှုတွေတော့အထေချပေါက်ပါလာမှာပဲလေကိုပြက်သားဆိုတာထိန်းချုပ်မိမဆုံးမဘူးဆိုရင်ဒီနောင်တရခြင်းဖြစ်စဉ်ကြီးကဘယ်လုံးမှအသက်ဝင်လာမှာမဟုတ်ပါဘူးဒါဆိုရင်လက်တွေ့နေ့စဉ်ဘဝမှာဒါကိုဘယ်လိုကျင့်သုံးကြမလဲစင်ကြအောင်ဆေးချိုးထိုင်းတဲ့ဝိညာဉ်တစ်ခုပိုင်ဆိုင်ဖို့အတွက်ပထမဆုံးကိုယ့်ရဲ့လွတ်ဝဲအပိတီကိုတေချာဖော်ထုတ်ရပါမယ်ပြီးရင်အဲ့ဒီအကျင့်ဆိုးတွေကိုဖေဖျားသားရပ်တန့်ပြရမယ်အေးကြီးဆုံးကမောင်မိုက်ကိုအောင်နိုင်ဖို့ကိုခွန်အားနဲ့မဟုတ်ပဲတန်ရှင်းသောဝိညာဉ်တော်ရဲ့တန်ဖိုးကိုအပြည့်အဝအမိခိုအားထားရပါမယ်ဒါဟာတခါတလေလောက်ရမယ့်အရာမဟုတ်ပဲနေ့စဉ်နဲ့အများအစင်မပြတ်လှုပ်ဆောင်ရမယ့်နောင်တရခြင်းလုပ်ငန်းစဉ်ကြီးပဲဖြစ်ပါတယ်ကဲအပိုင်းလေးကိုဆက်သွားရအောင်ဒီပိုင်းကတော့မနောက်တို့လိုက်လော့ဆိုတဲ့ခရစ်တော်ရဲ့လမ်းစဉ်ပဲဖြစ်ပါတယ်အရေးကြီးဆုံးအဓိကအချက်ကိုပြန်ကြည့်မယ်ဆိုရင်ယေရှုကတပည့်တော်တွေကိုခေါ်တဲ့အခါငါနောက်လိုက်မလားမလိုက်ဘူးလားဆိုပြီးလိုက်ညှိနိုင်နေတာမဟုတ်ပါဘူးငါနောက်တို့လိုက်လော့တင်တို့ဒီလူကိုဖမ်းသောတန်ခါချစ်စေခြင်းကငါဖြူမိလို့ပြက်တတ်ကိုခေါ်ယူခဲ့တာပါဒါဟာအတ္တတာကိုလုံးဝပြောင်းလဲစေမယ့်အမိန့်တော်ပါပဲဖျားသခင်ကခေါ်ယူတဲ့အခါချက်ချင်းလိုက်နာဖို့ပဲလိုအပ်ပါတယ်တကယ်တော့နောက်တော့လိုက်တယ်ဆိုတာပါစက်ကနေလော်လော်ပြောယုံတတ်မဟုတ်ဘူးနော်ခရစ်တော်ရှော့ခဲ့တဲ့လမ်းစဉ်တွေကိုတေချာလေ့လာပြီးကိုရောမသွားခဲ့တဲ့နေရာတွေကိုလုံးဝမသွားဖို့ကိုရောအပေါင်းအသင်းမလုပ်ခဲ့တဲ့သူတွေနဲ့မပတ်သက်ဖို့အရှော့အသင့်မရှိဆုံးခဲ့ရတာမျိုးပါယေရှုရဲ့ခြေအားအတိုင်းအတိအကျရှောက်လန်းဖို့တမန်ကျမ်းစာကတိတိကျကျညွှန်ကြားထားတာခဲ့ပါတယ်ဒါတွေကတစ်ခုနဲ့တစ်ခုဘလို့ဆက်နေလေဆိုတာဆက်ကြည့်ကြစို့ကျွန်တော်တို့နေ့စဉ်ဘဝမှာဘုရားသခင်ရဲ့တွန်းတင်ချက်တွေကိုရှာဖွေဖို့ဆိုရင်ခရစ်ဝင်ကျမ်းလိဆောင်ဖြစ်တဲ့ Synoptic တွေကိုဖတ်ရှုရပါမယ်ပြီးရင်ခရစ်တော်ရဲ့လောက်ရတွေစကားတွေကိုတေချာလေ့လာမှတ်သားရမယ်နှုတ်ကပတ်တော်ကိုအမြဲဆင်ခြင်နှလုံးသွင်းပြီးဝိညာဉ်တော်ဖွင့်ပြလာတဲ့အရာတွေကိုချက်ချင်းမဆုထုတ်ကျင့်သုံးဖို့လိုပါတယ်ဒါဟာကိုနှိမ့်ချပြီးဖြောင့်မတ်ခြင်းလမ်းကိုတကယ်လက်တွေ့ရွေးချယ်တာပါပဲအပိုင်းထုံးကိုရောက်လာပါပြီဒါကတော့ဝိညာဉ်ရေးရာကိုဦးစားပေးခြင်းအကြောင်းပါကမ္ဘာကျမ်းစာထဲကဒီဇလန်လေးကတော့တော်တော်လေးကိုတုံလို့စရာကောင်းပါတယ်ဖခင်ကိုတင်ကြဖို့ခွင့်တောင်းတဲ့သူကိုယေရှုကငါနောက်တွတ်လိုက်လို့တေလွန်တို့သူတို့သည်မိမိတို့တေလွန်တို့သူတို့ကိုတင်ကြပါစေလို့ပြန်ပြောခဲ့တာပါလောကီအမြင်နဲ့ကြည့်ရင်တော့တော်တော်လေးရက်ဆက်ပြီးစာနာမှုကင့်မဲ့ပုံရတာပေါ့ဒါမဲ့ဖျက်ခင်ရဲ့နိုင်ငံတော်အတွက်တောင်းဆိုချက်ကဘလောက်တောင်ပြတ်သားတယ်ဆိုတာကိုကွက်ကွန်းပြသလိုက်တာပဲဖြစ်ပါတယ်ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိလာပါပြီအဲ့တော့ဘာလဲဆိုတော့လူမှုရေးကိစ္စတွေလောကီမျော်လင့်ချက်တွေကိုဖျားတဲ့တက်ရိုက်ခေါ်ယူမှုထက်ပိုပြီးဦးစားပေးလိုက်တာဟာနောက်ဆုံးမှာဝိညာဉ်ရေးအသေးဆုံးခြင်းကိုပဲဥတီသွားစေတယ်ဆိုတာပါပဲဘလောက်ပဲနီးစပ်တဲ့တွေ့ထားတော်စမှုဖြစ်မိသားစုဖျားတယ်မဖြစ်အဲ့ဒီအရာတွေထက်ဝိညာဉ်ရေးခေါ်ယူခြင်းကိုလုံးဝကိုပထမဦးစားပေးရပါမယ်နောက်ဆုံးအပိုင်းလေးအနေနဲ့အရေးကြီးဆုံးချက်တဲ့ဘုရားသခင်ရဲ့အချိန်က Kairos ကြောင့်ကိုဆွေးနွေးကြည့်ရအောင်ဂရိစကလုံးနှလုံးကိုနိုင်ရင်ကြည့်ရစို့ခရိုနိုဆိုတာကတော့ဖြည်းဖြည်းချင်းကုံဆုံးနေတဲ့တာမန်လောကီအချိန်နာရီတွေကိုခေါ်တာပါဒါပေမဲ့ Kairos ဆိုတာကတော့ဘုရားသခင်ပေးသနာတဲ့ရုတ်တရက်ရောက်လာပြီးရုတ်တရက်ပျောက်ကွယ်သွားတဲ့အလွန်အဖို့တတ်တဲ့အချိန်ခါဖြစ်ပါတယ်
ဒီလိုခိုင်ရိုးဆိုတဲ့ဖျားတခင်ရဲ့အချိန်ကရောက်လာတဲ့အခါလက်လွတ်မခံပဲချက်ချင်းစုပ်ကိုင်နိုင်ဖို့ဆိုတာလုံးဝကိုအရေးကြီးပါတယ် တမိုင်းနဲ့ရှောက်လုံးရဲ့အချိန်ကာလတွေကိုတစ်ချက်ပြန်စဉ်းစားကြည့်အောင်လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကခရစ်တော်မွေးဖွားမဲ့ prophet ပြုချက်တွေပေါ်ထွက်ခဲ့တယ်။စာတန်ကလည်းမျိုးရိုးကိုဖြစ်စီဖို့အာဘီလန်နဲ့ကိုင်းနာကနေစပြီးရာစုနှစ်ပေါင်းများစွာစ조사ခဲ့တယ်။မျိုးဆက်များစွာကိုရှေ့ထားနော်အေးနဲ့အာဘန်တော့ကနေနဲ့စိန်ခက်ခဲထိမ့်ထိမ့်မိမှာနောက်ဆုံးအချင်းစိတ်ဖို့အခါကြားမှာခရစ်တော်ကြွလာခဲ့တာပါ။ဆိုတော့ဒါကဖျားသခင်ရဲ့ချင်းကဆိုတာဘလောက်တောင်ရှားပါပြီးစောင့်ဆိုင်ခဲ့ရတယ်လဲဆိုတာသိချပေါင်းမြင်နိုင်ပါတယ်။ စောစောကပြောခဲ့တဲ့မတဲ့အခန်းကြီး၈ချက်ကလူကိုပြန်စဉ်းစားကြည့်ပါသူဟာဘုရားသခင်ရဲ့ခေါ်ယူခြင်းထက်မိသားစုကိုရွေးချယ်လိုက်တဲ့အတွက်သူ့အတွက်အခွင့်အရေးတစ်ခါကြီးပိတ်သွားခဲ့ပါတယ်ဒါဟာလောကီရဲ့ပေါ်သစ္စာရှိလွန်းပြီးတွန့်ဆုတ်နေလာကြောင်း Kairos အချင်းအခါကိုလက်လွတ်လိုက်ရရင်ဆက်စုနှစ်များစွာဆောင်ဆန်းရနိုင်တယ်ဆိုတဲ့တကယ်ကိုကြီးမားပြင်းထန်တဲ့ဆုံးရှုံးမှုကြီးကိုရှင်းရှင်းလင်းလင်းသတိပေးနေလာပါ ကဲဒါကြောင့်ယုံကြည်သူတဦးရဲ့စစ်မှန်တဲ့လမ်းစဉ်ကပါလဲဆိုတာကိုအချင်းချုံကြည့်အောင်စစ်မှန်တဲ့နောင်တရခြင်းရဲ့နာကျင်မှုကိုရဲရဲဝံ့ဝံ့ခံယူရပါမယ်ယေရှုရဲ့ခြေအားအတိုင်းအယိုးအတဲမရှိတိတိကျကျရှော့ထွန်ရပါမယ်လော်ကီအနောက်ရက်ရှက်တွေလူမှုရေးဖိအားတွေကိုပြက်ပြက်သားသားညှင်းပယ်ရမယ်အရေးကြီးဆုံးကဖျားတဲ့ခင်ရဲ့ Kairos အချင်းအခါရောက်လာတဲ့အခါဘာကိုမှတွန့်ဆုံမနေပဲချက်ချင်းစုပ်ကိုင်နေရပါမယ်ဒါတွေကကျွန်တော်နေ့စဉ်ဘဝမှာအမြဲတရရပြီးလက်တွေ့အသက်ရှင်ရမယ့်အရာတွေပါ နောက်ဆုံးအနေနဲ့ဒီမိခုံးလေးကိုစဉ်းစားကြည့်ဖို့ခြံထားခဲ့ချင်ပါတယ်ခဏတာလေးသာပေါ်လာမဲ့ဘုရားသခင်ရဲ့အချင်းအခါအတိအကျရောက်လာတဲ့အခါလော်ကီတန်ရုံးချင်းတွေလူမှုရေးနောက်ခွဲတွေကအမြင့်မြတ်ဆုံးသောဝိညာဉ်ရေးခေါ်ယူမှုကြီးအတွက်အတားအဆီးပင်နေယူမလားယုံကြည်သူတိုင်းမိမိရဲ့ဝိညာဉ်ရေးဦးစားပေးမှုတွေကဘာတွေလဲဆိုတာပြန်လဲစမ်းစစ်ရင်ဒီလေးလာတင်ပြချက်ကိုဒီနေရာမှာပဲညီကုန်းချုပ်လိုက်ပါတယ်